တခါတော့ကအိန္ဒိယပြည်မှာအာမတ်ရှားလို့ခေါ်တဲ့ဘယင်ကြီးစွန်းစံလျက်ရှိတယ်တဲ့ဒီနေ့မှာတော့အာမတ်ရှားဟာနန်းတော်ထဲတဲ့ထိုင်လျက်ရှိချိန်မှာအာရကုံတဲ့ထက်တာဘယင်ကြီးထံမောက်တော့ရောက်ရှိလာပြီဘယင်ကြီးကဥညွတ်အလေးပြုကအ ရှင်မင်းကြီးကကျွန်တော်မျိုးကိုယူပြီးငွေစက်တသိန်းပေးသနာတော်မူမယ်ဆိုရင်ကျွန်တော်မျိုးကအရှင်မင်းကြီးကိုအာရီဘတိုင်းပြည်ကယူဆောင်လာတဲ့အကောင်းစားမြင်းတကောင်ကိုပေးပါမယ် အာရကုံတဲ့ရဲ့စကားကိုကြားတဲ့အခါများစွာဝမ်းမြောက်သွားလေတယ်အဲ့ဒီတော့ဘယင်ကြီးလည်းဝင်ကြီးအားခေါ်ကကုံတဲ့ကိုရူပင်ငွေစက်တသိန်းပေးရန်မင်းဆိုလိုက်လေတော့တယ်ဝင်ကြီးတဲ့ဘန်နာဆိုးကိုခေါ်ကကုံတဲ့အားငွေထုတ်ပေးရန်အမိန့်ပေးလိုက်လေတယ်အာရကုံတဲ့လည်းငွေချက်တသိန်းကိုယူကထွက်သွားလေတော့တာပေါ့ ညအခါမှာဘယင်ကြီးလေးပျော်ရွှင်လျက်ရှိတာကြောင့်သူ့အမတ်ကြီးအားတို့တိုင်းပြည်မှာအန်နုံအဆုံးအမိုက်ဆုံးစရင်တစ်ခုကိုပြုစုမှာဟုမိန့်ဆိုလိုက်သေးတယ်။အမတ်ကြီးလည်းဘယင်ကြီးမိန့်တော်မူတဲ့အတိုင်းစရင်ပြုစုလီတော့တယ်။အမတ်ကြီးဟာတိုင်းပြည်မှာအန်နုံအဆုံးအယူအမိုက်ဆုံးပုဂ္ဂိုလ်များကိုစဉ်းစားရွေးချယ်ကစရင်ပြုစုလီတယ်။အဲ့ဒီစရင်မှာဘယင်ကြီးလည်းထိတ်ဆုံးမှာပါရှိနေလေတဲ့။အဲ့ဒီနောက်အမတ်ကြီးဟာအဆိုပါစရင်ကိုဘယင်ကြီးလက်ထဲသို့ပေးအပ်လိုက်တော်တယ်။ဘယင်ကြီးလည်းအမိုက်ဆုံးစရင်မှာသူ့နာမည်ကိုထိတ်ဆုံးမှတွေ့ရတာကြောင့်အလွန်အံ့အားသင့်သွားလီတော့တာပေါ့။ထို့အခါဘယင်ကြီးလည်းအလွန်ဒေါသထွက်ကစာရွက်ကိုလွှင့်ပစ်လိုက်လီတော့တယ်။ပြီးတော့အမတ်ကြီးအားဒေါသ အတင်က ဖြင့် ငါ့ကိုဘာလို့ယူမိုက်တယ်လို့ပြောရတာလဲပြောစမ်းပါဦး အရှင်မင်းကြီးကလူလင်အာရကွန်တေကိုယုံလို့ငွေတွေပုံပြီးပေးလိုက်တယ်မဟုတ်လားအဲ့ဒီလူဟာမြင်းကိုယူဆောင်လာလိမ့်မယ်လို့အရှင်မင်းကြီးကယုံနေသလား ကဲသူကမြင်းယူလာရင်မောင်မင်းကဘာလို့မလဲ အဲ့ဒီအာရကုံတွေကအရှင်မင်းကြီးထံမြင်းကိုယူလာခဲ့ရင်အယူမိုက်ဆောင်စင်းရင်ထိကရောက်နေတဲ့အရှင်မင်းကြီးနာမည်ကိုဖြတ်ပြီးအဲ့ဒီအာရကုံတွေရဲ့နာမည်ကိုအစားထိုးဖြည့်ရေးလိုက်ပါမယ် ကဲလူကြီးမင်းတို့လည်းဒီပုံမြင်လေးကိုနားထောင်ပြီးအကြောင်းရင်းမသိပဲသူတစ်ပါးကိုအယုံမလွယ်ကြဖို့ပြောချင်ပါတယ်